တွေးလွန်တာကလည်းအာယုံကြောင့်ဖြစ်တာလားတဲ့ခုခုဆိုရင်အာယုံတွေစူးစိုက်လို့မရဘူးခုဆိုရင်တွေးမိတွေးရငေးမိငေးရအတွေးလွန်နေတယ်ညညဆိုအတွေးလွန်ပြီးအိတ်မပျော်ညအိတ်မပျော်လေအာယုံကြောတွေဖြစ်လေအာယုံကြောဖြစ်လေညအိတ်မပျော်လေအဲ့လိုမျိုးဇက်တက်ဖြစ်သွားတဲ့အခါမှာလူကဘောတော့တရက်တာအလုပ်ကိုလည်းမပြီးဘူးကျွန်တော်တို့တခုခုဆိုရင်အာယုံစိုက်လို့မရဘူးစာလေးလာသမားတွေစာရေးလေးလာလို့မရဘူးအလုပ်ကိုကောင်းကောင်းလေးမလုပ်နိုင်ဘူးเนาะဒီဆိုဒီအိမ်တွင်းရေးရမှာလည်းအများကြီးပြဿနာတွေဖြစ်လာနိုင်တယ်ပေါ့ဒါကြောင့်မို့အာယုံကြောကောင်းဖို့လိုအပ်တယ်အဲ့တော့အဲ့လိုမျိုးအတွေးတွေလွန်နေတာတွေเนาะအာယုံစူးစိုက်မှုမရတာတွေကိုရင်နွေးချမ်းလေးတောက်ပြီးတော့တတ်တာချင်းနေဆိုရင်တော့မြစုကဒီအာယုံကြောဒီကိုမြစုညွှန်းစိတ်ချင်းနေဒီအာယုံကြောဒီကပေါ့နော်တရက်တာမှာလန်းလန်းဆန်းဆန်းနဲ့အလုပ်ကိုကောင်းကောင်းမွန်လုပ်ပြီးတော့တကယ်လုံးဝအာယုံစူးစိုက်မှုအရင်ကောင်းတယ်မြစုတို့ဆိုရင်ဖြစ်တယ်ပေါ့နော်ခေါင်းနဲ့မူးတို့အာယုံမဆိုင်နိုင်တာလေနော်မြစကြောတွေအရင်တက်တော့အာယုံမဆိုင်နိုင်တာလေညအိတ်ဒီမပျော်လို့မနေ့ဆိုလည်းလန်းဆန်းမရှိတော့အာယုံမဆိုင်နိုင်တာလေဆိုရင်မနေ့ကစားပြီးဒါလေးတစ်ခါလောက်တောက်လိုက်လုံးဝကိုလူဝကြီးကြီးလေးလန်းလန်းဆန်းနဲ့တရက်တာအလုပ်ကို focus ကောင်းကောင်းလေးမိအောင်လုပ်နိုင်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးအတွေးလုံနိုင်အာယုံကြောကြောင့်ဖြစ်တာအဲ့တော့အာယုံကြောပြန်အားကောင်းခြင်းနဲ့ဆိုရင်ဒီလိုဖြစ်ဆက်တဲ့ယူနီချန်ကိုတောက်ပါလို့မြစုကတော့တိုက်တွန်းခြင်းနဲ့နော်အဲ့တော့မြစုစီမှာဆိုရင်လည်းဒါလေးကမှားလို့ရတယ်15ရက်စာကိုတပူးပါတယ်နော်အကယ်လိုချင်တယ်ဆို TikTok စီပြီးတော့ Viber လေးလာပြီးတော့မှားလို့ရတယ်နော်အဲ့တော့တခုခုကိုနော်အာယုံစိုက်ပြီးတော့ focus ကောင်းကောင်းနဲ့အလုပ်လုပ်ခြင်းနဲ့ဆိုရင်တော့အာယုံကြောအားပြန်ကောင်းအောင်လုပ်ပါလို့မြစုကမှားချင်ပါတယ်ရှင်